ရီမြင့်တန်ကြားပြည်သက်များရှင်မိုးကုဆရာတော်ဘုရားကြီးဟာသက်တော်50နှစ်ပြည့်တော်မူပြီးနောက်ပိုင်းမိုးကုမြို့မှာပြန်လည်ကြွရောက်လာပြီးတဲ့အချိန်ကစလို့သာသနာပြုရမှာပရိယတ်တိမှပရိပတ်တိဘက်သို့တဖြည်းဖြည်းပြောင်းလဲလာတာကိုတွေ့ရပါတယ်။အဘိဓမ္မာညဝါပို့ချမှုတွေကိုတပည့်ဘုန်းကြီးများဖြစ်တဲ့ဥပဏိတ၊ဥဇောတိကတို့ကိုဆွဲရပေးထားလိုက်ပြီးဆရာတော်ကြီးကတော့ဝိပဿနာတရားတစ်သက်ကိုသာဟောကြားတော်မူခဲ့ပါတယ်ရှင်။တန်ကြားပြည်သက်များရှင်မိုးကုဆရာတော်ဘုရားကြီးတရားဟောပြီးဆိုရင်မန္တလေးတိုင်းအတွင်းမြို့မြို့နေနေကတရားနာပြည်သက်တွေအများပြားလာရောက်နိုင်ကြပါတယ်။အဲ့ဒီအတွက်နေရာထိုင်ခင်းလုံလောက်စေဖို့တက္ကရာ1316ခုတစောင်းမိုးလာမှာမန္တလေးမြို့မှာရွှေပြည်လက်ဖက်ချက်လုပ်ငန်းပိုင်ရှင်ဦးထွန်းနိုင်မှုပြုတဲ့တရားဓမ္မများကကျောင်းတစ်ဆောင်ဆောက်လုပ်ပြီးရပါပြီ။မိုးကုဆရာတော်ဘုရားကြီးအနေနဲ့ပရိပတ်တိသာသနာဝိပဿနာသက်သက်ကိုသာဆောင်ရွက်နိုင်စေဖို့ရည်စူးပြီးကျောင်းဆောင်မျိုးကိုမင်္ဂလာမဂ္ဂင်ရိပ်သာလို့အမည်ပေးထားခဲ့ပါလိမ့်ရှင်။မြောက်ရည်မြင့်တန်ကြားပြည်သက်များရှင်မိုးကုဆရာတော်ဘုရားကြီးဟာဒုတိယကမ္ဘာစစ်မတိုင်မီနှစ်စဉ်9နှစ်ဆက်တိုင်မြောင်လေးမြို့သို့ကြွရောက်ပြီးတရားဟောကြားတော်မူနေရှိပါတယ်။ဒုတိယကမ္ဘာစစ်ကာလအတွင်းနဲ့စစ်ပြီးနောက်ပိုင်း73နှစ်ကျော်အောင်မြောင်လေးပင်သို့မကြွရောက်နိုင်လေဖြစ်နေခဲ့ပါတယ်။ဒါကြောင့်မြောင်လေးပင်သို့တရားဟောကြွအောင်မှပဲလို့စိတ်ကြံဖြစ်တော်မူနေစဉ်မှာပဲမြောင်လေးပင်မြို့မှာတရားဓမ္မများကတရားဟောကြွရောက်ပါရန်ပင့်ဖိတ်တာနဲ့တိုက်ဆိုင်နေခဲ့ပါတယ်။ဒါကြောင့်မိုးကုတ်ဆရာတော်ဘုရားကြီးဟာတက္ကရာ1316ခုတပေါင်းလာမှာမြောင်လေးမြို့သို့ကြွရောက်ပြီးတရားဓမ္မများဟောကြားတော်မူခဲ့ပါတယ်ရှင်။တန်ကြားပြည်သက်များရှင်မိုးကုဆရာတော်ဘုရားကြီးဟာညောင်လေးပင်မှာတရားပွဲကျင်းပပြီးနောက်ပဲခူးမြို့သို့ကြွတော်မူပါတယ်။ပဲခူးမြို့လိပ်ပြကန်ရက်မှာမိုးကုဆရာတော်ဘုရားကြီးရဲ့အမတော်သီလရှင်ဆရာကြီးဒေါ်သူစာရီရှိပါတယ်။ဆရာတော်ဘုရားကြီးဟာအမတော်သီလရှင်ဆရာကြီးထံမှာတရားရည်အေးတိုက်ကြွေးပြီး15ရက်သတင်းသုံးနေထိုင်တော်မူခဲ့ပါတယ်ရှင်။မိုးကုဆရာတော်ဘုရားကြီးနဲ့အမတော်သီလရှင်ဆရာကြီးဒေါ်သူဆရာကြီးတို့တွေ့ကြတဲ့အခါမှာဆရာတော်ကြီးကအမတော်ကိုမေးပါတယ်ဘယ်နည်းနဲ့တရားအထုတ်တယ်လဲပေါ့သီလရှင်ဆရာကြီးကအဲ့ဒီခေတ်ကာလမှာအကိုးမှာထင်ရှားနေတဲ့ကတိဝိုင်နည်းနဲ့တရားအထုတ်ပါတယ်ဟောတိပြက်ကိုရှုတယ်လို့ဖြေပါတယ်ဒါဟာလေဖြစ်ပြက်ကိုရှုတာဖြစ်လို့ကောင်းပါတယ်လို့ဆရာတော်ကြီးကအားပေးပါတယ်ပြီးတော့အမသီလရှင်ဆရာကြီးနဲ့တခြားသီလရှင်ဆရာကြီးတပါးစုစုပေါင်းသီလရှင်2ပါးကိုပြိဿအရာမှာထားပြီးဆရာတော်ကြီးကတနေ့လည်းရင်2ကြိမ်ကြာကြာနာနာတရားဟောတော်မူခဲ့ပါတယ်ဆရာကြီးဘွဲ့မျိုးသိပြလို့ဗျာတော်တူမာလားဆရာရောဗျာဟုတ်ကဲ့ပါဆရာရောဝါတော်ဘယ်လောက်များရှိပါပြီလဲဗျာပြည့်တဲ့ငါဟုတ်ဒီမှာဗျာဆရာရောဗျာ35ခုတက်တော်ဘယ်လောက်ရှိပါပြီလဲဗျာ90ဒီမှာဆရာရောဗျာဖြစ်စံဒီမှာမိုးကုတ်ဆရာတော်ဘုရားကြီးဟာသူ့ရဲ့အမတော်ရှိရာဒီပဲခူးမြို့လိပ်ပြကန်ကိုကြွလာတဲ့အခါဒီဆရာကြီးကအသက်တော်ဘယ်လောက်ရှိပါပြီလဲဗျာ
30ကျော် 30ကျော်တင်ပါကျရအောင်ဗျာ 20လောက်တော့ တင်ပါအဲ့ဆိုအဲ့ဒီအချိန်တုန်းကဒီဆရာတော်ဖျားကြီးကြွလာတဲ့အချိန်တုန်းနဲ့ပတ်သက်ပြီးတော့မှတ်မိတာလေးနင်းတော်မူအောင်ဗျာ မတူတိုင်ခေါ်ရဲတရားအထုတ်နော်စာလုံးတာကတော့တရားအထုတ်ပါတိုက်ကြတော့တရားလည်းအထုတ်ပါတရားအရေးကြီးတယ်အဲ့ဒါပေါ့ မြောက်ရုံမြင့်တန်ကြားပြည်သက်များရှင်မိုးကုဆရာတော်ဖျားကြီးဟာဘကိုးမှအမရပူရသို့ပြန်လည်ကြွရောက်လာပြီးနောက်နေ့စဉ်တရားဝင်များဟောကြားနေတာကြောင့်ကျမ်းမာရေးချိုးယွင်းပြီးလင်ငယ်ယောဂဆွဲကပ်လာခဲ့ပါသည်သက်တော်56နှစ်အရွယ်မှာလင်ငယ်ယောဂဆွဲကပ်လာမှုကြောင့်တရားဟောမှုခိတ္တရပ်နာခဲ့ရပါသည်အဲ့ဒီခါမှာမန္တလေးမြို့ရွှေလံရက်နေဦးချစ်ဆွေတော်မမတို့ကဆရာတော်ကြီးကိုသူတို့နေအိမ်မှာဖိတ်ပြီးစေဝါကုသမှုခံယူစေခဲ့ပါသည်ဆရာတော်ကြီးတို့ဝင်းကြီးတော်နဲ့မဆန့်ကျင်ရလေအောင်အင်းရှင်မိသားစုတို့ကအင်ချံဝင်းတနေရာတောင်းကဂိုရောင်တန်းလျားမှာတွားရောက်နေထိုင်ခဲ့ကြပါလေဆရာတော်ကြီးဟာဦးချစ်ဆွေဒေါ်မမတို့ရဲ့နေအိမ်မှာတရင်သုံးနေထိုင်တော်မူရင်းတရားပွဲများဟောကြားခဲ့ပုံအကြောင်းကိုဦးချစ်ဆွေဒေါ်မမတို့ရဲ့သားဖြစ်သူဦးနေဝင်းမှအခုလိုပြောပြခဲ့ပါလိမ့်ရှင်ဆရာတော်ကြီးတက်တော်ထင်ရှားရှိတဲ့အချိန်ကကျွန်တော်မှတ်မိသလောက်ကျွန်တော်တွေ့ရသလောက်ဆိုရင်နာနဲ့6နာရီမှာဆရာတော်ကြီးကိုကျွန်တော်မိဘဦးချစ်ဆွေနဲ့မိမိဒေါ်မမတို့ကရာဟုဆွမ်းများကိုကပ်ပါတယ်ရာဟုဆွမ်းဖုံးပေးပါတယ်6နာရီမှာ9နာရီကျတော့ကျွန်တော်တို့အားလုံးပြီးစီးသွားတဲ့အချိန်မှာဆရာတော်ကြီးကမနေ့ကဈဉ္ညာလျှောက်ပန္ထရာကျောင်းအထိတွားကြပါတယ်ဈဉ္ညာလျှောက်ပါတယ်နောက်ကပြန်လာပြီးတော့ခိတ္တခဏနားပါတယ်10နာရီကျတော့ဆွမ်းကပ်ပါတယ်17နာရီမှာကျတော့ကျွန်တော်တို့အချိုပဲများကပ်ပြီး17ခွဲမှာအားလုံးဆရာတော်ကြီးဆွမ်းဖုံးပေးတာအချိုပဲဖုံးပေးတာတွေကိုပြီးပါတယ်ခင်ဗျာ12နာရီထိုးတဲ့ကြိမ်နဲ့ဆရာတော်ကြီးကဒီနားနေခန်းအိတ်ခန်းကိုတကားတော့ခတ်လိုက်ပါတယ်ခင်ဗျာအဲ့ဒီအချိန်အားစပြီးညနေ3နာရီအထိဆရာတော်ကြီးကိုကျွန်တော်တို့ဝင်ခွင့်ထွက်ခွင့်မရှိတော့ပါဘူးခင်ဗျာအဲ့ဒီအချိန်မှာဆရာတော်ကြီးညနေဟောမဲ့တရားများကိုတန်ရုပ်ပါဠိတော်တို့16ဦးလောက်ရှိတယ်အဲ့ဒီဟာတွေကိုသူ့အလှည့်ကျဖတ်ပုံရပါတယ်ခင်ဗျာကျွန်တော်တို့ညနေ3နာရီခွဲလောက်မှာသွားပြီးတော့ကျွန်တော်ကျောင်းပိတ်တဲ့ရက်နဲ့ဆုံတဲ့အခါမှာကျွန်တော်ဖြော်ရည်သွားကပ်ပါတယ်ကဘာရည်ဖြော်ရည်ရာသီစာပေါ့ခင်ဗျာရာသီပေါ်လိမ္မော်ရည်တို့နောက် grapefruit တို့အဲ့လိုကတ်တဲ့အချိန်မှာကျွန်တော်မြင်ခဲ့ရတော့စာအုပ်တွေနဲ့အဲ့ဒါဘေးမှာဖွင့်ပြီးတော့ဖတ်ပုံရတာကိုကျွန်တော်မြင်ခဲ့ပါတယ်အဲ့ဒီမြင်ခဲ့တာတွေကိုကျွန်တော်အဖေကိုကျွန်တော်ပြောပြပါတယ်အဲ့တော့ဖေကကျွန်တော်ပြန်ပြောပါတယ်အဲ့ဒါဆရာတော်ကြီးညနေ6နာရီကနေ9နာရီမှာတရားဟောမဲ့အချိန်ကိုဆရာတော်ကြီးပြန်ပြီးတော့ဖတ်ထားတာတွေတဲ့အဲ့ဒါတွေကနေသူဟောမှာတဲ့ဆရာတော်ကြီးဟာတဲ့ဆရာတော်ကြီးကလည်းအလုံးတန်မှတ်ဉာဏ်လည်းကောင်းပါတယ်ခင်ဗျာနောက်ကျွန်တော်တို့ညနေ4နာရီတိတိမှာဆရာတော်ကြီးအောင်ပြန်လဲကိုမော်တော်ကားနဲ့ဈဉ္ညာလျှောက်ကြွပါတယ်ခင်ဗျာကျွန်တော်တို့အိမ်ကမိဘများဝယ်ဆရာတော်ကြီးအတွက်ဝယ်ပေးထားတဲ့အဲ့ဒီ93949 1957 Sport Sedan Chevrolet Bel Air ကားနဲ့ကြွတဲ့အခါကြွပါတယ်နောက်ဆရာတော်ကြီးရဲ့တကားရင်းများဖြစ်တဲ့စံဆက်စီဆက်များပိုင်ရှင်84လမ်းမှာနေတဲ့ဥဆောင်ကြီးဒေါ်မဲကားရွတ်ကားကြီးနဲ့လည်းကြွတာကျွန်တော်တို့တွေ့ရပါတယ်ခင်ဗျာဆရာတော်ကြီးကဈဉ္ညာကြွပြီးရင်အိမ်ပြန်လာတော့9နာရီခန့်လောက်ရှိပါပြီဆရာတော်ကြီးခဏနားပါတယ်အဲ့ဒီအချိန်မှာတစ်ခါဖြော်ရည်ကပ်ပါတယ်ခင်ဗျာဖြော်ရည်ကပ်ပြီးဆရာတော်ကြီးနားပြီး6နာရီမှာအချိန်မှန်တရားစဟောပါတယ်ခင်ဗျာစတော့ဒီအိမ်ကြီးပေါ်မှာဟောတယ်နောက်လူတွေတိတ်များလာတဲ့ခါကျတော့တစ်ပတ်6လှောင်နဲ့ဒီ12ခန်း9ခန်းရှိတဲ့အရှိအားဖြင့်105ပေတောင်နဲ့မြောက်90နဲ့9ပေရှိတဲ့အဆောက်အဦထဲမှာတရားဟောပါတယ်ခင်ဗျာအဲ့ဒီအဆောက်အဦထဲဟောတဲ့အချိန်မှာလဲပိဋကများကအပြည့်ပါခင်ဗျာပိဋကကဒီဆောက်အဦနဲ့ကိုမဆန့်တော့တဲ့အတွက်ခြံထဲမှာလဲတခါတည်းသူတို့အစီအစဉ်နဲ့သူတို့အခင်းလေးတွေနဲ့တရားနာကြပါတယ်အဲ့ဒီအချိန်မှာယဟန်နေလဲတွေ့ရပါတယ်သီလရှင်များလဲတွေ့ရပါတယ်လူတို့ကြောင့်လူပိဋကများလဲတွေ့ရပါတယ်အပြင်လမ်းအပြင်ဘက်မှာလဲလူတွေအများကြီးဖြစ်နေပါတယ်ခင်ဗျာကျွန်တော်တို့ဝင်းတဲ့ကိုမဆန့်ပါဘူးခင်ဗျာ loud speaker များလဲ6လုံးလောက်ကိုတက်ဆင်ထားတာကျွန်တော်တွေ့ကြရပါတယ်ကျွန်တော်တို့ကအဲ့ချိန်ကငယ်တော့ငယ်သေးတာပေါ့ခင်ဗျာဒါပေမဲ့တီးတတ်တဲ့အရွယ်မှတ်မိတဲ့အရွယ်ကြီးဖြစ်နေပါပြီခင်ဗျာအဲ့ဒါဆရာတော်ကြီးပြန်တော်မူသည့်အထိ9နှစ်တိုင်းဆောင်းလင်းမှာကျွန်တော်တို့မိဘများအိမ်မှာသတင်းသုံးပါတယ်ခင်ဗျာအစပြီးသတင်းသုံးခဲ့တာတော့ဆရာတော်ကြီးတိုက်ခိုက်ဖြစ်လို့ကျွန်တော်တို့မိဘများကပြင်လာခဲ့ရတာခင်ဗျာအဲ့ဒါလေ1956ခုနှစ်ကပြင်လာခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့ဒီချိန်ကမန္တလေးနဲ့ကျွန်တော်တို့တောင်မြို့မှာတန်ပေါရီမှာဂိတ်ရှိပါတယ်ဂိတ်ကည9နာရီဆိုပိတ်ပါတယ်အဲ့တော့ညရေးညတာဆရာတော်ကြီးတွေဆရာဝန်ပင့်ဖို့အတွက်အခက်အခဲရှိလို့ကျွန်တော်မိဘများကဒီအိမ်မှာကြွပြီးသတင်းသုံးဖို့အတွက်ရှောက်ထားလို့ဒီအိမ်မှာလာပြီးသတင်းသုံးရင်းဖြစ်ပါတယ်ခင်ဗျာဆ
ဆရာတော်ကြီးကျမ်းမာလာတဲ့အခါမှာတရားစဟောခဲ့တာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မိဘများကတောင်မြို့အမရပူရမင်္ဂလာရိပ်သာထဲမှာဓမ္မယုံဆောက်လုပ်လှူဒန်းပါတယ်အဲ့ဒီဓမ္မယုံထဲမှာလည်းပဲလူအပြည့်တရားနာတာကိုကျွန်တော်တွေ့ခဲ့ရပါတယ်ဆရာတော်ကြီးကဒီအိမ်မှာပဲတရားဟောခဲ့တာနေ့စဉ်ညနေ6နာရီကနေ9နာရီတစ်နှစ်ကိုစောင်းတွင်3လဟောခဲ့ပါတယ်ဆရာတော်ကြီးပြန်တော်မူသည့်အထိဆိုရင်ကျွန်တော်သိသလောက်ဆိုရင်9နှစ်ဇက်တိုက်မပြတ်တရားဟောခဲ့ပါတယ်ခင်ဗျာဆရာတော်ကြီးရဲ့စိတ်နေသဘောထားကိုကျွန်တော်သိရသလောက်ဆိုရင်မနေ့ကဆုံးကတ်တဲ့အချိန်မှာဘာဟင်းနဲ့ဆုံးကတ်ပါနောက်အချိုဘဲမှာဘာတွေထည့်ပေးပါဆိုတခါမှမပြောဘူးနေ့လယ်မှာလာပြီးတော့ဒကာဒကမတွေကရန်ကုန်ကဒကာဒကမတွေမန္တလေးကဒကာဒကမတွေကဒီစားကောင်းတောက်ဖွယ်များအချိုများကိတ်မုတ်များလာရောက်လှူဒန်းပါတယ်ဒါကိုဆရာတော်ကြီးကအခက်ခံလိုက်ပြီးတဲ့အခါမှာကျွန်တော်တို့မိဘများကျွန်တော်ကိုယ်တိုင်ပါဝင်အခါအားလျော်စွာတင်းစီပေးရပါတယ်တင်းစီပြီးမနေ့6နာရီမှာရာဟုဆွန်းကပ်ပါတယ်အဲ့ဒီအချိန်မှာလဲဘယ်တကားဘာလှူထားတာမပါဘူးလို့တခါမှမပြောဘူးဒီရသတဏ္ဍာမှာလဲဆရာတော်ကြီးကအလုံးကမ်းမှရှေ့ဦးစားပေးပြီးတော့တောင်းဆိုတာမျိုးမရှိခဲ့ဘူးပါဘူးခင်ဗျာဆရာတော်ကြီးကတော့ပကာသနာလည်းအလုံးကမ်းမှမကြိုက်ပါဘူးကျွန်တော်ဖြစ်တဲ့ဥချစ်ဆိုရလဲပကာသနာကိုမကြိုက်ပါဘူးခင်ဗျာအဲ့တော့ဆရာတကားကတော့စိတ်ထားသဘောထားချင်းအတော်ကိုတိုက်ဆိုင်ပါတယ်ကျွန်တော်တို့ကအဲ့ဟာကိုအတူယူခဲ့ရပါတယ်ခင်ဗျာဆရာတော်ကြီးရဲ့ဆုံးမတဲ့အတိုင်း1960ခုနှစ်နွေရာသီကျောင်းပိတ်ရမှာကျွန်တော်တို့ညီကိုသုံးယောက်ကိုဒီဂိုတော်ကြီးမှာဓမ္မယုံဖြစ်တရားဟောစဉ်အခါမှာရှင်ပြုပေးခဲ့ပါတယ်ခင်ဗျာဆရာတော်ကြီးကအနေထိုင်လိုက်အလွန်တမ်းမှကြစ်လက်ပါတယ်ညနေဈဉ္ညာလျှောက်တဲ့အချိန်မှာအောင်ပြင်လေကိုသွားပြီးတော့လျှောက်ပါတယ်ခင်ဗျာနာနဲ့ဈဉ္ညာလျှောက်တဲ့အချိန်မှာတော့နာနဲ့9နာရီဆိုရင်ဆရာတော်ကြီးဈဉ္ညာလျှောက်ကြွပါတယ်ခင်ဗျာဒီအိမ်ကနေပန်ထရာကျောင်းကြီးစီရင်လျှောက်ပါတယ်အသွားပြအဲ့ဒီအချိန်မှာကျွန်တော်မှတ်မိသလောက်ဆိုလို့ရှိရင်ဘဲလေးအကပန်ထရာကျောင်းမှာရှိနေပါတယ်အဲ့တော့ပိုစတာတွေကလည်းချိတ်ပါတယ်အဲ့တော့ကျွန်တော်အဖေကိုပြောတယ်မောင်ချစ်ဆွေတို့ဒီနေ့အဲ့ဒီဘက်ကိုမသွားနဲ့လူတွေကတို့အထင်မှားလိမ့်မယ်ဆရာတော်ဦးကြီးမလာကဝိပဿနာတရားတွေဟောပြီးအခုပိုစတာတွေလာကြည့်တယ်ဖြစ်လိမ့်မယ်ကွာတို့ကအနေထိုင်ဆင်ခြင်ရတယ်ဆိုပြီးတော့အောင်မြင်လည်းဘက်ကိုကြွပြီးဈဉ္ညာလျှောက်ပါတယ်ဆရာတော်ကြီးကမိုးကုတ်ကိုကြွတော့မယ်ဆိုရင်လည်းလူပိဋကများကလှူတာတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီtin provision စေအစီတို့ဘူးတွေထားခံမဲ့ biscuit ပုံးတွေလှူကြပါတယ်ဒါတွေအားလုံးကိုကျွန်တော်တို့မိဘများကတစ်တာ9လုံးလောက်နဲ့ရိုက်ပြီးတော့ပို့ရပါတယ်ဆရာတော်ကြီးကဘာတစ်ခုမှဘာထက်ဘာမှမပြောပါဘူးသင်္ကန်းကိုလည်းဘာထက်ပေးပါလို့မပြောဘူးယုံထားတဲ့သင်္ကန်းနဲ့ကြွပါတယ်ခင်ဗျာနောက်ဆုံးရုပ်စောအဆုံးဘောကံအစဒီမန္တလေးအိမ်မှာသုံးခဲ့တာတွေကိုထားပစ်ခဲ့ပါတယ်ခင်ဗျာဆရာတော်ကြီးကင်လေးရှိတဲ့fountain pen ကိုလည်းထားပစ်ခဲ့ပါတယ်ခင်ဗျာဆရာတော်ကြီးကတကယ်ကိုအသုံးဆောင်ပစ္စည်းအစဒါလေးကတော့ငါကိုင်နေကြပစ္စည်းမလို့ဒါလေးထက်လိုက်ကွာဟိုဟာလေးထက်လိုက်ကဘယ်တော့မှမပြောခဲ့ပါဘူးခင်ဗျာကျွန်တော်တို့ကဒါခဏတစ်ချုပ်ကြုံတာမဟုတ်ပါဘူးကျွန်တော်တိတတ်တဲ့အချိန်ကစပြီးဆရာတော်ကြီးပြန်တော်မူကားနီးအထိကျွန်တော်နှစ်ပေါင်းများစွာကြုံခဲ့ပါတယ်ခင်ဗျာ။မြောက်ရည်မြင့်တန်ကြားပြည်သက်များရှင်။မုဂုဆရာတော်ဖျားကြီးဟာမန္တလေးမြို့ဦးချစ်ဆွေဒေါ်မမတို့နေအိမ်မှာစေဝါကုသမှုခံယူပြီးလို့ပြန်လည်ကျန်းမာလာတဲ့အခါအဲ့ဒီအိမ်မှာပဲတရားဝင်များကျင်းပပါတယ်။အဲ့နောက်ပိုင်းမှာဆရာတော်ကြီးကိုတရားဟောပေးဖို့အမရပူရကပင့်လိုက်မန္တလေးကပင့်လိုက်ဘိုးဘုကပင့်လိုက်နဲ့ပင့်ဖိတ်လျှောက်ထားခေါ်ယူသူအမျိုးမျိုးတို့ကြောင့်ဆရာတော်ကြီးကတရားဟောကာလသတ်မှတ်ပေးထားလိုက်ပါတယ်။အဲ့ဒါကတော့နွေရာသီမှာ4လမိုးကုတ်မြို့မှာသတင်းသုံးနေထိုင်ပြီးတရားဟောရန်မိုးရာသီမှာ9လအမရပူရမြို့မှာဝါဆိုကသတင်းသုံးနေထိုင်ပြီးတရားဟောရန်နဲ့စောင်းရာသီမှာ3လမန္တလေးမြို့ဦးချစ်ဆွေဒေါ်မမတို့နေအိမ်မှာသတင်းသုံးနေထိုင်ပြီးတရားဟောရန်တို့ပဲဖြစ်ပါတယ်ရှင်။ရုပ်မြင်တန်ကြားပြည်သက်များရှင်တက္ကရာ1318ခုနှစ်တပေါင်းလမှာတော့နှစ်စဉ်ကြွရောက်မြဲဖြစ်တဲ့အတိုင်းမိုးကုတ်ဆရာတော်ဘုရားကြီးဟာညောင်လေးမျိုးတို့တရားဟောကြွရောက်တော်မူခဲ့ပါတယ်ဆရာတော်ဘုရားကြီးဟာညောင်လေးမှာတရားဟောမြဲဌာနဖြစ်တဲ့ပြည်လုံးချမ်းသာစီတော်ရင်မြင့်နဲ့မြို့မှာမိသက်ကွင်းရဲမှာ16ရက်တိုင်းဟောကြားတော်မူခဲ့ရာတရားနာပြည်သက်များကွင်းလုံးပြည့်ရှံနေခဲ့ပါတယ်ဒီချိန်ဟာမိုးကုတ်ဆရာတော်ဘုရားကြီးညောင်လေးမျိုးတို့နောက်ဆုံးကြွရောက်တော်မူခဲ့တာဖြစ်ပါတယ်။အဲ
အဲ့ဒီနောက်ပိုင်းမှာတော့ဆရာတော်ဖျားကြီးဟာညောင်လေးပင်မြို့သို့မကြွရောက်ဖြစ်တော့ပါဘူးဒါကြောင့်ဆရာတော်ဦးမလညောင်လေးပင်မြို့သို့တရားဟောကြွရောက်တော်မူခဲ့တာဟာတက္ကရာ1292ခုနှစ်မှစတင်ပြီးဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီအချိန်ထိနှစ်စဉ်ဇက်တိုက်9ချိန်နဲ့စစ်ပြီးချိန်တက္ကရာ1316နဲ့တက္ကရာ1319ခုနှစ်တို့မှာတကြိမ်စီကြွရောက်တော်မူခဲ့တာကြောင့်မိုးကုတ်ဆရာတော်ဖျားကြီးဟာညောင်လေးပင်မြို့သို့စုစုပေါင်း17ကြိမ်တိတိတရားဟောကြွရောက်တော်မူခဲ့တာဖြစ်ပါလိမ့်ရှင်တရားတော်ကမတို့ဒေါလကဒေါတာတပ်ပင်ညုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဘက်ကအတိုင်းဒုဒ္ဓမာရဂိရိမြို့ကြွလာတဲ့ဘောမှန်ပါဗျာအဲ့ဒီမှာဘယ်သူရှိသလဲဆိုနကုလပိတာနကုလမာဒအဘောအဘွားကြီးမရှိပေဘူးလားရှိပါတယ်ဗျာရရင်ကရောမြတ်တန်ဃာတော်ပေါင်းမြောင်များစွာချမ်းရံပြီးတော့ကြွလာတာမှန်ပါဗျာအဲ့ဒီကြွလာလိုက်တဲ့အချိန်မှာနကုလပိတာနကုလမာဒအဘောအဘွားကြီးတွေကမြင်လိုက်တာနဲ့တပြိုင်ဩသားတော်ကြီးခုမှကြွလာတာလားလို့မမေးပေဘူးလားမေးပါတယ်ဗျာအမေတို့ဖေတို့အသက်ကြီးမှပြုစုဖို့ယူရောက်ကြွလာတာလားသားတော်ကြီးအမေတို့ဖေတို့ပြည့်ထားတာကြာလာပြီအခုမှကြွလာရတယ်အမေတို့ဖေတို့မှကြီးလာပြီအဲ့ဒီချိန်ဆိုတရားတော်ကအသက်80လောက်ရှိမှာပေါ့မှန်ပါဗျာဘယ်ရွယ်ပါလဲ80လောက်ပါဗျာအဲ့တော့နကုလပိတာနကုလမာတာဘိုးဘွားကြီးတွေကဘုရားကရောမြတ်ကြီးရဲ့ခြေတော်ပဲပြီးတော့ဥချကြတော့မလျှောက်ကြပြီဘူးလားဟုတ်ပါတယ်ဗျာအဲသားတော်ကြီးမေတို့ဖေတို့လည်းအသက်ကြီးပြီလူရင်းတို့ချင်းတရားတူတူလေးခေါ်စမ်းပါလို့မလျှောက်ပြီဘူးလားဟုတ်ပါတယ်ဗျာအဲ့တော့ဘုရားရှင်ကရောမြတ်ကြီးကဒီနကုလပိတာနကုလမာတာသူ့ရဲ့မိဘတွေမရှိပြီဘူးလားရှိပါတယ်ဗျာအေးဒီမိဘဆိုဘေးစုံပါမိဘမဟုတ်ဘူးနော်မှန်ပါဗျာဘေးစုံပါမှာကတရားတော်ကမတို့သိပြီးသားပါနော်မှန်ပါဗျာသောတော်တနာတို့မေတော်မာယာတို့မရှိပြီဘူးလားရှိပါတယ်ဗျာဟောဒီနကုလပိတာနကုလမာတာတို့ရဲ့ဝမ်းထဲမှာတရားတော်ဘဝပေါင်း1500သာသမီဖြစ်နေခဲ့ရတယ်နော်မှန်ပါဗျာအဲ့ဒီဘဝပေါင်းမြောင်များစွာသမုဒိယဓာတ်တွေကြောင့်မြင်မြင်ချင်းသားတော်ကြီးလို့မခေါ်ပြီဘူးလားအေးဒါကြောင့်ယနေ့တရားတော်ကမတို့ဘဝတန်တရာကျင်လေတဲ့နေရာမှာညီကိုမောင်နှမသာသမီမတော်ဆဘူးတာရှိပါမလားရှိပါဘူးဗျာအဲ့ဒီသမုဒိယဓာတ်တွေကြောင့်မြင်လိုက်တာနဲ့သားဆိုတဲ့သဘောတွေပေါ်မလာဘူးလားမှန်ပါဗျာအေးသားတော်ကြီးမေတို့မေတို့အသက်ကြီးပြီတိတ်လည်းမှညာမကောင်းတော့ဘူးတို့တို့နဲ့လူရင်ဟောစမ်းပါလို့မလျှောက်ပြီဘူးလားဟုတ်ပါတယ်ဗျာဒီတော့ဘုရားကဟောဒီခန္ဓာကိုယ်ကြီးကတရားတော်ကမလူမိုက်ချမ်းလာတဲ့အတ္တထောက်စာမြကျမ်းမာတဲ့ချမ်းသာတွေတော့ရှိရလားရှိပါဘူးဗျာမရှိဘူးဗာသစ္စာပါလေဒုက္ခသစ္စာပါဗျာသူရောငါရောလားကိုညာနဲ့သိတာလားကိုညာနဲ့သိတာပါဗျာအဲလောကမှာတော့ကျမ်းမာရလားချမ်းသာရနှုတ်မဆက်ကြဘူးလားဆက်ပါတယ်ဗျာလွဲမနေဘူးလားလွဲပါတယ်ဗျာအေးတကံသမုဒိသစ္စာအနေနဲ့ကတော့ကျမ်းမာရလားချမ်းသာရမေးရတာကိုမှန်ပါပါတို့ဆိုပရမတ္ထသစ္စာနဲ့ကြည်လိုက်တော့အတ္တထောက်စာမြကျမ်းမာတဲ့ချမ်းသာတို့ရှိရလားရှိပါဘူးဗျာဒီတော့ဒကာကြီးဒကမကြီးတဲ့တူတူလေးမှားလိုက်ပါတဲ့ဒကာဒကမတို့ကိုယ်သာနာ၍စိတ်မနာစေနဲ့မှန်ပါဗျာဘုရားကမဟုတ်ပြီဘူးလားဟုတ်ပါတယ်ဗျာနကုလပိတာနကုလမာနသူရဲ့မေတော်ခမည်းတော်ကြီးတို့ဗာတရားဟောလိုက်ပါလေကိုယ်သာနာ၍စိတ်မနာစေနဲ့လို့မဟုတ်ပြီဘူးလားဟုတ်ပါတယ်ဗျာဒါနဲ့ဒကာဒကမတို့သူရဲ့ခမည်းတော်ကြီးဝမ်းသာမသွားဘူးလားမှန်ပါပါတယ်ဗျာဝမ်းသာတယ်ဥချကံတော်ပြီးတကားလည်းဒကာဒကမတို့အဲ့ဒီနိဗ္ဗာန်ဝန်းကျင်မှာရှင်သာရိပုတ္တရာကိုရောမြတ်ရဲ့သတင်းသုံးနေတယ်မှန်ပါဗျာဘယ်သူသတင်းသုံးနေလဲသူသားတော်ဟောလိုက်တဲ့တရားကဘာတရားတဲ့ကိုယ်သာနာ၍သိနာခြင်းပါဗျာသို့တော့သူခမဲတော်ကြီးနားလဲရဲ့လားမလဲပါဘူးဗျာနားမလဲပေမဲ့သူဝမ်းသာသလားဝမ်းမသာဘူးလားမှန်ပါဗျာဝမ်းသာတယ်တရားဓမ္မတို့သူသားတော်ကြီးဥချကတော်ပြီးတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဒီအရောက်သွားတာမှန်ပါဗျာရောက်သွားတော့ကရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကတကားကြီးဒီနေ့ကျမ်းကျမ်းမာချမ်းရွှင်ရွှင်လန်းလန်းပြုံးလို့ရွှင်လို့ခမရသားတော်ကြီးကဘာတရားတွေများဟောလိုက်လို့ဘာတွေများနာပြီလောက်ပြောနေတာလဲဘလောက်ရွှင်နေတာလဲလို့မမေးပေဘူးလားမေးပါတယ်ဗျာအာရှင်ဘုရားဝမ်းသာတော်ဗျာတပည့်တော်သားတော်ဟောတဲ့တရားနာခဲ့ရတယ်ဖေ။ဟုတ်ပါပြီဘာတရားများဟောလိုက်တာတော့ကျုပ်ပြန်ပြောစမ်းပါရှင်ဘုရားကိုယ်သာနာ၍စိတ်မနာစေနဲ့လို့ဟောပါတယ်ဖေ။မှန်ပါဗျာဒါဖြင့်ဒကာကြီးနားလဲရဲ့လားဘယ်နားလဲမတော့ဗျာနားမယ်လို့အရှင်ဘုရားစီပြေးလာတာပေါ့ဒကာရကမတို့သူခမဲတော်ကြီးနားလဲရဲ့လားလဲပါဘူးဗျာနားမလဲလို့ရှင်သာရိပုတ္တရာကိုရောမြတ်စီအရောက်မသွားပြီဘူးလားမှန်ပါတယ်ဗျာရှင်သာရိပုတ္တရာကိုရောမြတ်သူအကြောင်းအကျိုးမမေးပြီဘူးလားမေးပါတယ်ဗျာဘုရားကကိုယ်သာနာ၍
စိတ်မနာစေနဲ့လို့မဟောပေဘူးလား ဟောပါတယ်ဗျာ ဒါနဲ့ဘသူဒီသွားမေးလဲ ဒီသာရိပုတ္တရာသွားမေးပါတယ်ဗျာ ဒါယနေ့တရားတော်ကမောတို့ကိုယ်သာနာ၍စိတ်မနာစေနဲ့ဆိုတာနားလေရဲ့လား မှန်လားပါဗျာ တရားတော်ကမောနားလေရဲ့လား မှန်လားပါဗျာ နားမလဲသေးဘူးသူရဲ့ခမဲတော်ကြီးရောနားလေရဲ့လား လဲပါဘူးဗျာ နားမလဲဘူးတရားတော်ကမောဒါလေးလူရင်းပြောကြစို့ဆိုတော့ဒီခန္ဓာပါသစ္စာပါလိ ဒုက္ခသစ္စာပါဗျာ ကဲဒုက္ခသစ္စာဟိုနေရာလှုပ်ကနေရွာကနေကျင်းကနေမပေါ်ပြီဘူးလား ဟောပါတယ်ဗျာ ပေါ်တယ်ဆိုတရားတော့ငါလားဒုက္ခဝရဏလား ဒုက္ခဝေဒနာပါဗျာ ငါသဘောလားသူ့သဘောလား သဘောပါဗျာ ဩသူ့သဘောလေးတွေကိုငါသွားရောလိုက်တော့တရားတော်ကမောသိခါနိုင်သေးရဲ့လား သက္ကနိုင်ပါဘူးဗျာ ဩတရားလေးနာတော့ရင်တရားလေးမှတ်တော့ရင်ဖြစ်လိုက်လေချင်းခန္ဓာဟိုကတရားရောဒီကတစ်လုံးလုံးနဲ့မငြီးပြီဘူးလား ကြီးပါတယ်ဗျာ အဲ့ဒါကိုယ်ရောစိတ်ရောနာမသွားပြီဘူးလား နာတော့ပါတယ်ဗျာ ဩညံလိုက်တဲ့ပုဂ္ဂိုလ်ကြဩနာတာလေးကငါလားဒုက္ခဝရဏလား ဒုက္ခဝေဒနာပါဗျာ ရတာလေးကငါလားဒုက္ခဝရဏလား ဒုက္ခဝေဒနာပါဗျာ ကိုယ်သာနာ၍စိတ်နာသေးရဲ့လား နာတော့ပါဘူးဗျာ အေးယနေ့တရားတော်ကမတို့သိသွားပြီမဲ့သူရဲ့ခမဲတော်ကြီးကနားလေရဲ့လား မလဲပါဘူးဗျာ နားမလဲတော့ရှင်သာရိပုတ္တရာကိုရောမြတ်စီမသွားပြီဘူးလား ဟောပါတယ်ဗျာ အဲ့တော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးအကျယ်တွဲမဟောပြီဘူးလား ဟောပါတယ်ဗျာ ဗါတဲ့ကိုယ်သာနာ၍ စိတ်ဓာတ်ကြီးပါလဲ စိတ်မနာစေနဲ့ဆိုတာသဘောပါဗလား ဟောပါတယ်ဗျာ တရားတော်ကမထိုက်တဲ့တော့နားလေဗလား နားလဲပါပြီဗျာ အေးနားလေတရားတော်ကမတို့နတ်ဘာမှာဆက်ရအောင်အချိန်ရှိတဲ့အတွက်တော်ကြအောင်ဆို သာဓုသာဓုသာဓုပါဗျာ တရားဓမ္မမိကုပြောင်းညတထဝိနည်းဝီတမယာတွေ့မှာဒုက္ခိနိုင်ကြစေတိစ္ဆာသမုပ္ပါသဝိုင်းအချင်းအဘိဓမ္မာညဝါချင်းရှာပေသစ္စာလေးပါမြတ်တရားကိုခန္ဓာမြန်ရောက်ဟောကြားနိုင်ခဲ့ပြီဒီထက်ကြည်ကြောင်အထင်မှာပြီကဘာမို့တလွားချီဘုံရောက်ကြွားပြီအကမဟာ